ဒီလူနှစ်ယောက်ဟာကောင်းကင်မုံတို့လေကားထစ်များကိုတီဆော့ဖို့ကြိုးပမ်းခဲ့ကြပြီးအတော်တန်အောင်မြင်ခဲ့ပါတယ်1915ခုနှစ်မှာညီကို L နဲ့ Broccoli တို့ဟာအလုပ်သွက်ယူတာပြည်နယ် Jet City ကိုပြောင်းရွှေ့လာခဲ့ကြပါတယ်နောက်ဆုံးမှာတော့သူတို့ညောင်စလုံးဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်ရခဲ့ကြပေမဲ့လအနှဲငယ်အကြာမှာတော့ Brock ဟာအလုပ်ခွင်မှာအပလက်စီးတစ်ခုနဲ့ခေါင်းကိုထိမှန်ခဲ့တာကြောင့်အလုပ်နားခဲ့ရပါတယ်အဲ့ဒီမတော်တဆမှုပြီးနောက်မှာတော့ Brock ဟာဘယ်တော့မှပုံမှန်တိုင်းပြန်မဖြစ်တော့ပါဘူးအဲ့ဒီအချိန်မှာပဲသူဟာကောင်းကင်ဘုံတို့လှေကားထစ်တစ်ခုတီဆော့ဖို့စိတ်ကူးပေါ်လာခဲ့တာပါအနှဲငယ်စီးယုံပြီးနောက်မှာတော့ L ကကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်သူတို့နှစ်ဦးဟာတောင်မေးမှာအိမ်ငယ်လေးတစ်လုံးမှာပြောင်းရွှေ့နေထိုင်ပြီးဆောက်လုပ်ရေးလုပ်ငန်းကိုစားတင်ခဲ့ကြပါတယ်နဲ့နေငယ်ကြာခဲ့နောက်ပိုင်းမှာတော့သူတို့ဟာတင်းတွေအထိရောက်အောင်လေကားထစ်ကိုအောင်မြင်စွာတီဆောက်နိုင်ခဲ့ကြပါတယ်ဒါပေမဲ့ဝန်ဒဲစရာကောင်းတာကတော့1918ခုနှစ်မှာ Ray Jans လို့ခေါ်တဲ့လူတစ်ယောက်ကကိုယ့်ရဲ့ကိုယ်ပိုင်လေရင်ကိုမောင်းနေလာပြီးတင်းတွေကြောင့်မမီထားတဲ့လေကားထစ်ကိုမတော်တဆတိုက်မိခဲ့ပါတယ်ကြေကွဲစရာကောင်းတာကတော့ညီကိုရေလေကားထစ်ရဲ့အပေါ်ဆုံးမှာရှိနေတုန်းလေကားထစ်ကြီးပြိုကျလာခဲ့ပါတယ်ထင်ရှားပါတယ်ညီကိုတွေနဲ့ Ray တို့ဟာမတော်တဆမှုကနေအသက်မရှင်ခဲ့ကြပါဘူးဒါပေမဲ့တနည်းအားဖြင့်တော့သူတို့ရဲ့ရည်မှန်းချက်ကိုရောက်ရှိခဲ့ကြပါတယ်